စိတ်ကအခုသွားနေကြ aesthetic စီကန်းလို့သွားနေတာကန်လန်းက skin over ရှယ်စီကန်းလေးဘာလို့လဲဆိုတော့အခုရက်ပိုင်းနေနဲ့အေးရေးပြတ်တာတွေ shooting တွေများလာတော့မျက်နှာမှာဝက်ချန်လေးတွေ break out လေးတွေဖြစ်လာတယ်အဲ့ဒါကို treatment တွေသွားလုပ်မယ်ပြီးတော့စိတ်က gym လဲဆိုတော့စိတ် gym ဆော့တာပို့ပြီးတော့ဘယ်လိုပြောမလဲခီးရအောင်ပေါ့နော် muscle group ဖြစ်အောင်အမှ treatment တစ်ခုသွားလုပ်မယ်ဘယ်လို treatment လဲဆိုတာစိတ်နဲ့တူလိုက်ကြည့်ကြည့်လိုက်နော်EM scan လုပ်မယ်ဆိုရင်ဒီ bike ကလေ50လေးလုပ်မယ်ဆိုတော့ခဏကမှ metal တွေမရှိအောင်ပြီးတော့ gap တွေလက်စွပ်တွေနိုင်တွေပါရှိရဆိုရင်အဲ့ထည့်ရတယ်ပြီးတော့စိတ်တွေ bra တွေအောက်မိရဒီကြည်ပြီးမှာတန်နေပါတယ်ဆိုရင်ဖယ်တာတော့ခွန်းလေးခံတာမျိုးလုပ်ပြီးတော့မှလုပ်လို့ရတာမျိုးပါနော်ဝက်ချန်ညှစ်ထားရဝက်ချန်ဒီနေ့တော့နေစာနဲ့တူတူပါရေးနေစာတိပြီးတော့ဗာလေးလဲဒီအုပ်ပေးရ LED လေးနဲ့အုပ်ပေးရဆိုတော့ဒီ UV light တွေကနေနေရောင်နေတိုင်းအထိတာတော့တစ်ဖက်လောက်တော့ view side ပြီးရှောင်ပြရနေဆိုင်ပြင်နေမှာလေ AO8 scale ခဲ့တဲ့ချက်လေး result ကတော့နှစ်ပတ်လောက်ပြင်မှာတိတာလေကျွန်တော်ကပုံမှန်နှစ်ပတ်တစ်ခါပေါ့နော်အဲဒီတော့မျက်နှာလေးမြင်ချအောင် moisturizer လေးလေးကလေဒီနေ့ကတော့စိတ်ရဲ့ skin လေးကိုပြန်ပြီးတော့ခဲလာလောက်တာလှိုင်မျိုးနယ်က skin over aesthetic စီကန်းမှာ IPM treatment လေးလုပ်တယ်ပြီးတော့ LED လေးလုပ်တယ်ပြီးတော့ bike အတွက်muscle တွေတက်လာပေါ့ treatment လေးတခုလုပ်ခဲ့ပါတယ်အခုနှစ်ကလည်းပုံဆုံးတော့မယ်နွေးရလည်းရောက်တော့မယ်ဆိုတော့ promotion တွေလည်းအများကြီးရှိလို့စိတ်လိုမျိုး non invasive procedure လေးတွေစိတ်ဝင်စားတယ်ဆိုရင်တော့ skin over ကိုလာခဲ့ဖို့ဖိတ်လိုက်ပါတယ်ကဲဒီနေ့ကတော့တော့ပဲ bye